အမျိုးသမီးအများစုတကယ်တမ်းမာပြီးစတောင်းဖြစ်ရတဲ့အဓိကအကြောင်းရင်းကဟဲဒီအမျိုးသမီးကတကယ်ကိုလုံနိုင်တာနော်တကယ်ကိုစတောင်းဖြစ်တာနော်မထင်ရဘူးရဲ့ဒီလူကိုတကယ်ပြတ်သားသွားတာပဲတကယ်ကိုမထင်ရဘူးရဲ့ဒီလိုပဲပြောကြဆိုကြလေရှိတယ်တကယ်တော့အဲ့ဒီအမျိုးသမီးတွေမှာသူတို့ရဲ့နောက်ွယ်ကသူတို့ကတကယ်တော့နူးညံ့ပြီးတော့နှက်ဆိုင်နေအားကိုးစိတ်လည်းရှိတယ်သူတို့ရဲ့အပြုအမူတွေကတာမာခြင်းအောင်စောင့်နေခြင်းဖြစ်တယ်ဟဲ့နင်ဒီနေရာကိုသွားရဲလို့လားဒီအလုပ်ကိုလုပ်ရဲလို့လားဟာဘာလို့မလုပ်နိုင်ရမလဲဒီလုပ်လေပဲအလွယ်လေးပဲလုပ်နိုင်ပါတယ်သွားနိုင်ပါတယ်ဒီလူကိုနင်ပြတ်သားနိုင်မှာမလားဒီလောက်ကြီးဖြစ်နေတာဟာပြတ်သားနိုင်တာပေါ့ဒီလိုပြောရင်ဒီလိုဟန်ဆောင်ရင်ရပဲအမျိုးသမီးတွေကတကယ် strong ဖြစ်ပြီးတော့တန်မာသွားတဲ့မျိုးသမီးတွေအများကြီးပါဒီတော့ဒီဗီဒီယိုကိုကြည့်နေတဲ့အမျိုးသမီးတွေရောဒီလိုပဲဟန်ဆောင်ရင်နဲ့တန်မာသွားတာလားဒါမှမဟုတ်ရင်အစရဲကတန်မာတဲ့စိတ်ရှိလားဆိုတာကိုဖြေပေးခဲ့ပါအောင်ကျေးဇူးတင်ပါတယ်